Kitchener Orient အနေနဲ့ကျွန်တော်ရဲ့2-3ဝါသနာပါတယ်ဆိုတော့ချစ်မိတ်ဆွေညီကိုတွေကျွန်တော်ကိုအားပေးဝန်းရနေတဲ့နော်2-3ဝါသနာချင်းညီကိုမောင်နှမတွေအကုန်လုံးပဲဒါညနေပိုင်းလေးပေါ့နော်အချိုကနေနဲ့ကျွန်တော်တို့ထွက်ပြီးဆိုတော့စောစောစစ်စစ်လေးပဲကျွန်တော်ပေးသွားမယ်ပေါ့နော်အခွေကတော့ထုံးစံတိုင်းပဲကျွန်တော်ပြောပြသားပါနော်135ခွေကျွန်တော်ယူပေးထားခဲ့တယ်680ခွေကျွန်တော်ယူပေးထားခဲ့တယ်စသဖြင့်ပေါ့နော်အောက်ဘက်မှာခွေတွေအကုန်လုံးကျွန်တော်ယူပေးထားတယ်ဒီနေ့တော့ကတော့219ခွေဖြစ်ပါတယ်ဒီညနေမိသည့်ကနေပဲရပါစေဖောက်သွားခဲ့မယ်ဆိုရင်တော့မိတ်ဆွေတွေရဲ့ကံမှာကျွန်တော်ရတာမြင်တာကိုကျွန်တော်ဗီဒီယိုနဲ့တကွာပြီးခဲ့တဲ့ဗီဒီယိုမှာလည်းကျွန်တော်ပြောထားပြီးသားပါနော်ကိုတော့ဒီညနေမှာဘာပြီးဘာလာတတ်တယ်ဘာပြီးဘာကြလာတတ်တယ်ဆိုတာလေးကိုကျွန်တော်ဒါပြန်ပြီးတော့ပြောသွားပြီးမဲ့ဒါဗီဒီယိုဖြစ်တယ်ပေါ့နော်အခုတော့အကျိုးကနန်းက3-2-3ထည့်ရိုက်ခဲ့တယ်3-4 break နော်3-4ဒါ con break 3-4-8-9လာပြီဆိုလို့ရှိရင်သူဒီအပူနဲ့ကလာတတ်တာဖြစ်တယ်ပြီးတော့ဒီယခုဆက်ကိုင်းယခုဟိုဘောနော်ကနန်းကိုင်းနဲ့ကစားတဲ့လူကဘောနော်ဘလို့လုံးလဲဆိုရင်ကိုကဘလို့ကနန်းကစားဒီမျိုးတွေကိုသူကအရန်နဲ့တက်လဲဆိုရင် break 3ကန်ကနန်း3ကန်ကနန်းဖြောင်းမှုစသဖြင့်မူလေးတွေကိုသူကနှစ်သက်ပြီးတော့ကစားတဲ့လူမျိုးဖြစ်တယ်ဒီမှာတော့ကဆိုရင်ကျွန်တော်တို့ကြည့်ပါနော်ကွန်ဘရိတ်ဆိုပြီးတော့ဒါသူဒါ break 3ကန်လောက်သွားခဲ့တယ်ကနန်း3ကန်ဆိုပြီးတော့ဒီပွဲဒီမှာသူမရိုက်သေးဘူးပြီးခဲ့တဲ့ပွဲမှာတော့ကတော့ဒါဒီမှာဆိုရင်ဒီမှာ9ဒီမှာ9ဆိုရင်ဒီကို9ပိတ်နဲ့သူရိုက်သွားပြီးတယ်ပေါ့နော်ဒီမှာ9ဒီမှာ9ဆိုပြီးရင်ဒီမှာကြည့်ပေါ့နော်သူဒီမှာအဖြောင့်မူလေးအတိုင်းကျွန်တော်ကဆက်လက်ပြီးတော့ကျွန်တော်ကဒါအပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီပွဲဒီမှာမရိုက်လာခဲ့သေးတဲ့နေ့တိုင်းကျွန်တော်သွားမယ်ဆိုရင်1-3ထွက်ခဲ့တယ်ကျွန်တော်ဒီမှာ3-1ထွက်ခဲ့တယ်ဆိုရင်1နဲ့3ဒီဒါဒီညနေမှာဒါပြန်ဆွဲဖို့အင်မတန်ကိုမှအားများတဲ့ခဏန်းတွေဖြစ်ပါတယ်1-3ကန်3-3ကန်ကျွန်တော်တို့က1-3ကန်ကိုမဲခဲ့တဲ့ဆိုရင်သူက3-3ကန်ကိုသူသွားပါလိမ့်မယ်ကျန်နေသေးတဲ့ခဏန်းတွေကိုကျွန်တော်1နဲ့ကတ်မယ်3နဲ့ကတ်မယ်ကျွန်တော်ရဲ့ main ခွေဖြစ်တဲ့2-9အခွေကိုလည်းကျွန်တော်ပြန်ပြီးတော့ပေးမယ်ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကတော့ဒီညနေမှာမိတ်ဆွေတွေဘာပဲရဘာကနန်းကိုပဲကင်ဘာ break ကိုပဲကင်အခုဒီမှာကျွန်တော်ပြတဲ့တရိကန်မူလေးကိုပဲထည့်သွင်းစဉ်းစားစေချင်တယ် break အဖြစ်ဆိုရင်ကျွန်တော်တို့ကဒီမှာတော့ကျွန်တော်ပေးခဲ့တယ်နော်3-9 break 4-3 break ဒီမှာ2-5 break မှာဒါဒီတရိကန်တိုင်းကျွန်တော်တို့ကဒါပြည့်စုံမှာဖြစ်တယ်အဲ့တော့ဒီမှာ1-3 break ဒီမှာ1-3 break ဆိုရင်ဒီညနေမှာလည်း4 break ဖြစ်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ4 break မူကြိုက်တယ်1-3ကန်3-3ကန်ကြိုက်တယ်3-1ကနန်းဆိုတဲ့ကနန်းကိုကျွန်တော်တို့ကပြန်ပြီးတော့ကိုထိုးမှာဖြစ်တယ်နော်စက်ကင်လို့ပဲကျွန်တော်တို့ကပြန်လဲပြီးတော့တွေးခေါ်ပြီးတော့ကစားပါအဲ့တော့ကနန်းစီပြီးတော့ကျွန်တော်တင်ပေးပါမယ်ရေးပေးပါမယ်1-2ကိုရတော့မှဖြစ်နေထိုးပါတင်းကျုပ်မဖို့ပေးခြင်းနဲ့ဆိုရင်လည်းကေပေးဝေပေးနံပါတ်လေးတွေချပေးထားပါတယ်မိတ်ဆွေတွေစင်လာရှိသလောက်ကဆက်တော်လို့ရပါတယ်အားလုံးပဲထိုးတိုင်းပေါက်ကြပါစေနော်